မင်္ဂလာပါပုံမြင်လေးတွေဗီဒီယိုလေးတွေဖန်တီးပြီးတော့ဝင်ငွေရနေတဲ့သူတွေကိုတွေ့ဘူးကြမှာပါအဲ့ဒီလိုဗီဒီယိုလေးတွေဘယ်လိုဖန်တီးရတယ်ဆိုတာပြောသွားမှာဖြစ်ပါတယ်ဗီဒီယိုဖန်တီးဖို့အတွက်ကျွန်တော်တို့ကဒီဗီဒီယိုမှာပါမဲ့သက်ဆိုင်ရာအကြောင်းအရာတွေအတွက် prompt ထုတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာ ChatGPT ပေါ့နော် ChatGPT ကတော့လူတိုင်းသုံးနေတော့အသေးစိတ်တော့မပြောတော့ဘူးဒီမှာကျွန်တော်က prompt လေးထုတ်ပေးပါလို့သူ့ကိုပြောလိုက်တယ်ဒါကျွန်တော်ရေးထားတဲ့စာပေါ့နော်ဒီကြီးမားတဲ့ဒိုင်နိုဆောကြီးပေါ့နော်အဲ့ဒီဒိုင်နိုဆောကြီးကိုသူ့ကိုဒါဟယ်လီကော်ပတာတွေပိုင်းနဲ့ပါတိုက်ခိုက်နေတဲ့အကြောင်းအရာပေါ့နော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ဒီ prompt လေးထုတ်ပေးပါလို့သူ့ကိုပြောလိုက်တယ်အဲ့တော့ तू က ChatGPT ကကျွန်တော်ကိုဒီ prompt လေးထုတ်ပေးတယ်ပေါ့နော်အဲ့တော့ဒါကိုမကြိုက်ရင်လည်းထပ်ပြီးတော့ရေးခိုင်းလို့ရတယ်ဒါမှမဟုတ်ကိုယ့်ဘာသာကိုမြန်မာလိုရေးပြီးမှအင်္ဂလိပ်လိုပြန်ခိုင်းရင်လည်းရတယ်အဲ့တော့ကျွန်တော်ဒါလေးရပြီဆိုရင်ဒါနဲ့သက်ဆိုင်တဲ့ပုံလေးကိုကျွန်တော်ကလိုချင်တာပေါ့နော်ပုံထုတ်ချင်တာအရင်ဦးဆုံးတခါတည်းဗီဒီယိုပြောင်းလို့တော့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကပိုအားတန်တာလောလောဆယ်ပေါ့နော်လောလောဆယ် AI နေရဲ့အနေအထားကအရင်အဆင့်တော့မြင့်လာပြီဒါပေမဲ့စာကနေပုံဗီဒီယိုဓာတ်ရိုက်ပြောင်းတာကိုကျွန်တော်တိတ်ပြီးတော့မလုပ်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုယ်စိတ်ကြိုက်ပုံလေးတွေရပြီဆိုပြီးမှအဲ့ဒီပုံကိုဗီဒီယိုပြောင်းတာကပိုကောင်းတယ်လို့လောလောဆယ်ခံယူထားတယ်ပေါ့နော်နောက်ပိုင်းဆိုရင်တော့လည်းဒါစာကနေဗီဒီယိုပြောင်းတာကပိုပြီးတော့အဆင်ပြေလာလိမ့်မယ်လောလောဆယ်ပုံကိုအရင်ပြောင်းတာကိုပိုသဘောကျပါတယ်အဲ့တော့ပုံထုတ်မယ်ဆိုရင်လည်းကျွန်တော်တို့ AI နေများများစွာရှိတယ်အဲ့ဒီ AI နေများများစွာရှိတဲ့ထဲကကျွန်တော်ကဒီနေ့နှစ်မျိုးနဲ့ထုတ်ပြမယ်ပေါ့နော်နှစ်မျိုးပြမယ်ပြောမယ်ကျွန်တော်တို့ Remina AI ဆိုတာပေါ့နော်သူဒီနာမည်လေးရိုက်ပြီးတော့ကျွန်တော်တို့ enter ခေါက်လိုက်ပါနောက်တစ်မျိုးကတော့ကျွန်တော်တို့ Canva ပေါ့နော် Canva လည်းအများသူသိကြပါတယ်အဲ့တော့ဒီထဲကိုကျွန်တော်ဝင်လိုက်တယ် Canva လို့ရိုက်ပြီးဒီထဲကိုဝင်လိုက်တယ်တခါဒီ Remina ထဲကိုလည်းကျွန်တော်ဝင်လိုက်တယ်အဲ့တော့ဒီနှစ်ခုကိုသုံးပြီးတော့ကျွန်တော်ပုံထုတ်မယ်တခုတည်းလဲသုံးလို့ရတယ်ကိုကြိုက်တဲ့တခုတည်းသုံးပေါ့နော်ဒါပေမဲ့ကျွန်တော်ကတမင်သက်ဒီနှစ်ခုကိုနှမ်းရှင်ပြီးသားလဲဖြစ်အောင်ပြီးတော့မိတ်ဆွေတို့လည်းဘယ် AI နေသုံးသင့်တယ်ဆိုတာသိသွားအောင်နှစ်မျိုးနဲ့ပြတာဖြစ်ပါတယ်တခြားပုံထုတ်တဲ့ AI တွေကတော့များစွာရှိနေပါတယ်အဲ့တော့ကိုကြိုက်တဲ့ AI ကိုသုံးပြီးတော့ဒီပုံလေးထုတ်ပေါ့နော်အဲ့ဒီပုံလေးထုတ်ဖို့အတွက်ကျွန်တော်တို့ဒီ ChatGPT ကရေးထားတဲ့ script ကိုဒီ Canva နဲ့ဒီ Dreamina တွေကိုလာထည့်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Dreamina ကလည်း free ပုံလေးတွေထုတ်ခွင့်ပေးထားသလို Canva ကလည်းထုတ်ခွင့်ပေးထားပါတယ်ဒါပေမဲ့ဘယ် AI မဆိုသိကြတဲ့အတိုင်းပဲအများကြီးထုတ်ဖို့အတွက်ဆိုရင်တော့ဝယ်သုံးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ image generator လို့တန်းတွေ့တယ်เนาะအဲ့တော့ generate ကိုတန်းနှိပ်လိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါဒီအောက်မှာနမူနာလေးပြထားတယ်ဗျာသူ့ရဲ့နမူနာလေးတွေလည်းဝင်ကြည့်တင်တယ်ပေါ့နော်သူ့ကိုဝင်ပြီးလိုက်လို့ရှိရင်ကျွန်တော်ဝင်ကြည့်လိုက်လို့ရှိရင်ကျွန်တော် script လေးဘယ်လို prompt လေးနဲ့ရေးထားရဲဆိုတာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီပုံဖန်တီးဖို့အတွက်ဒီနေရာမှာဒါဟိုတနေ့ကကြာကျွန်တော်ဖန်တီးထားတဲ့ပုံလေးတွေပါဒီအရေးသွေးလေးလည်းကောင်းတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်စောစောကူးလာတဲ့အားလေးထည့်ပေးလိုက်တယ်နော်ထည့်ပေးလိုက်ပြီးတော့ကျွန်တော်တို့ဒီမှာကျန်တာတွေကတော့ကိုယ့်ဘာကိုရွေးကြည့်လိုက်ပေါ့နော်အရွယ်အချိုးစားတွေပါတွေကျွန်တော်ကဒီမှာတစ်ကြီးသွားရွေးထားမိတယ်ဟိုတနေ့ကထုတ်တာနော်ကျွန်တော်တို့ကအလျားလိုက်ဗီဒီယိုအတွက်ဆိုရင်16ကိုရွေးရမှာနော်ဒီ YouTube short တို့ပါလို့ဆိုရင်တော့ကျွန်တော်တို့ဒီမှာ96ကိုရွေးမယ်ပေါ့နော်ရွေးပြီးတော့ကျွန်တော်တို့ဒီမှာ generate ကိုနှိပ်လိုက်ရင်သူကကျွန်တော်တို့ကိုပုံဖန်တီးပေးမှာဖြစ်တယ်အဲ့တော့သူဖန်တီးနေတဲ့အချိန်မှာကျွန်တော် Canva ဘက်ကိုတစ်ချက်လာလိုက်မယ် Canva ကအခုတည်းဒီမှာရပြီ Canva ရဲ့ဝင်ချင်း page home page ထဲမှာပဲကျွန်တော်တို့ကဒီဟာလေးရှိရပေါ့နော်ဒါလေးတွေကကျွန်တော် Canva AI ကိုရွေးရမှာဖြစ်တယ်နော် Canva AI ကိုရွေးမယ်ဒါမှမဟုတ်ရင်လည်းဒီဘက်ဘယ်ဘက်ချမ်းမှာเนาะဒီ site bar မှာပေါ့เนาะCanva AI လို့ရှိတယ်ကြိုက်တဲ့နေရာသွားလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ image ကိုနှိပ်လိုက်ရုံ image ကိုနှိပ်ပြီးတော့စောစောကစာလေးကိုထည့်လိုက်မယ်ပြီးတော့ဒီမှာ style တွေပါတယ်ကိုကြိုက်သလိုရွေးလို့ရတယ်ဒီထဲကကိုကြိုက်တာရွေးလိုက်ပေါ့เนาะကျွန်တော်ကတော့လောလောဆယ်ဒါလေးတစ်ခုရွေးလိုက်မယ်ရွေးလိုက်ပြီးတော့ဒါ site တွေကတော့ဒါတိကြမှာပေါ့เนาะဒါ video ရဲ့ site အရွယ်စားတွေပါ16ကိုနဲ့ပဲထုတ်လိုက်မယ်ဒါသူ့ကိုလည်းထုတ်ကြည့်လိုက်မယ်အဲ့တော့ Dreamina ထုတ်ထားတဲ့ပုံလေးတွေကိုကျွန်တော်တို့တစ်ချက်သွားကြည့်အောင်အဲ့တော့ပုံလေးတွေကိုရပြီဖြစ်တယ်သူက၄ပုံကျွန်တော်တို့ထုတ်ပေးထားတယ်အဲ့တော့ကျွန်တော်တို့ကိုကြိုက်တဲ့ပုံလေးတွေကိုသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတပုံကိုကြည့်မနေတော့ဗျာဒါနမူနာပြတာဆိုတော့တွေးတဲ့ပုံနဲ့ကောက်ပြီးတော့ဆွဲသွားလိုက်တော့မယ်နော်အဲ့တော့ဒီပုံလေးတွေကျွန်တော်ရတယ်ရတဲ့အချိန်မှာကျွန်တော်အခုဒါဒီ AI ကရတာပေါ့နော်ဟိုဘက်က Canva ကိုတစ်ချက်သွားကြည့်အောင် Canva ကိုတစ်ချက်သွားကြည့်လိုက်တဲ့အချိန်မှာ Canva ကကျွန်တော်တို့ဒီမဲ့ထုတ်မပေးဘူးဗျာဘာလို့ထုတ်မပေးလဲဆိုတော့ဒီမှာကြည့်လိုက်သူကဒီအခုထုတ်တဲ့ပုံစံတွေကသူတို့ရဲ့ policy နဲ့မကိုက်ညီလို့ပါတဲ့နော်မကိုက်ညီဘူးဆိုတော့ကျွန်တော်တို့ကအခုဗျာတက်တာဖြတ်တာတွေပေါ့ဗျာဒီ dinosaur ကြီးကိုတက်တာဖြတ်တာတွေပါနေတချို့အဲ့လိုမျိုးကြမ်းတမ်းတာတွေပါနေ Canva ထုတ်မပေးဘူးဗျာ
အဲ့လိုမျိုးတော့သူကရှိတယ်ပေါ့နော်အဲ့တော့ Canva ကတခြားဟာတွေဆိုတော့ရတယ်ဥမာဆိုရင်ကျွန်တော်အောက်မှာဆိုရင်ဒီမှာကြည့်လိုက်ဒါမနေ့ကဖန်တီးထားတာလေးပေါ့နော်သူကတစ်ခါထုတ်လို့ရှိရင်ဒီမှာ၄ပုံထုတ်ပြီးတယ်ဝယ်သုံးလို့ရှိရင်ဒါမျိုးအခါ900လောက်ကတော့ထုတ်လို့ရတယ်ဗျာတစ်လကိုပြောရနော်ဝယ်မတော့ရင်တော့ဒါအကန့်အသတ်တော့ရှိတာပေါ့နော်အဲ့တော့ထားပါတော့ဗျာကျွန်တော်ကအခု Canva နဲ့ကတော့ကျွန်တော်တို့လိုချင်တဲ့ပုံအခုတိုက်ခိုက်ရေးပုံကြတော့ Canva ကအသုံးပြုခွင့်မပေးဘူးဖြစ်နေတယ်ပေါ့နော်အဲ့တော့ပြဿနာမရှိဘူးထားလိုက်တော့အဓိကပုံရဖို့ပဲကိုရထားတဲ့ပုံပေါ့နော်ရထားတဲ့ပုံတွေကိုဗီဒီယိုထုတ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာဒီ AI ကိုသုံးပါနော်ဒီစာလေးရိုက်လိုက်ပေါ့နော် Maggie လို့သုံးမလား Maggie လားဘာလားတော့မသိဘူးပေါ့ဗျာသူ့ AI နဲ့ကိုကျွန်တော်ဒီမှာဒီစာလေးရိုက်ပြီးတော့ enter ခောက်ပြီးတော့ဝင်လိုက်ပါဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာအဲ့ဒီ AI ရှိတဲ့ website ထဲကိုကျွန်တော်ကရှာတကယ်တမ်းတော့အဲ့ဒီ website ကိုရှာလိုက်တာဒါပေမဲ့တစ်ခါတည်းတန်းဝင်သွားတယ် website ထဲကိုနော်မိတ်ဆွေတို့ကဒီ website ပေါ့ဗျာ magi.sand.ai ပေါ့နော်အဲ့လိုမျိုးလေးရိုက်ရှာလိုက်ပါအဲ့ဒီ website ထဲကိုကျွန်တော်တို့ရောက်သွားပြီအဲ့တော့ဒီ website ရဲ့အားသာချက်ကဘာလဲဆိုတော့တစ်ခါကိုကျွန်တော်တို့ account တစ်ခုကို900 credit ပေးတယ်ဗျာ900 credit ဒီထားပါတော့ဒီလိုမျိုးတစ်ခုဗီဒီယိုတစ်ခုထုတ်ဖို့အတွက်ဆိုရင်30တို့50တို့အဲ့လောက် credit တွေပဲကုန်တာဖြစ်တယ်အဲ့တော့ဒါဗီဒီယိုပေါင်းများစွာဆန်းသက်ပြီးတော့ဖန်တီးလို့ရတယ်အဲ့ဒီထက်ပိုလို့ရင်လည်းဝယ်သုံးမယ်ပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်ဝယ်သုံးလို့ရပါတယ်အဲ့တော့ဒီမှာကြည့်လိုက်ပေါ့နော်ဒီ new project လေးကိုနှိပ်လိုက်ပါ new project လေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ကစောကရလာတဲ့ပုံပေါ့နော်စောကရလာတဲ့အဲ့ dinosaur ကြီးလားပါလားအဲ့ dinosaur ပုံကြီးကိုကျွန်တော်တို့ download လုပ်ခဲ့တာရှိတယ်အဲ့ဒီပုံကိုdownload လုပ်ခဲ့တာရှိတယ်ဆိုမှ download ကဒီမှာဒီပုံလေးပေါ့နော်ဒီပုံလေးကိုကျွန်တော်တို့ဖွင့်လိုက်တယ်ဖွင့်လိုက်ပြီးတော့အဲ့ဒီပုံကိုကျွန်တော်တို့ကဗီဒီယိုအဖြစ်ပြောင်းလဲမှာဖြစ်တယ်အဲ့တော့ဗီဒီယိုအဖြစ်ပြောင်းလဲဖို့အတွက်ကျွန်တော်တို့နည်းနည်းလေးတော့သူကအချိန်ယူရတယ်ဗျအဲ့တော့ဒီပုံကိုဒီလိုတင်ပြီးလို့ရှိရင်ဒီဘေးနားလေးအပေါင်းလေးကိုနှိပ်လိုက်ပါနော်အပေါင်းလေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာဒီပုံကိုဘာဖြစ်ချင်တာလဲဥပမာထားပါတော့ဒီလက်နက်တွေကသူ့ကိုသွားမှန်စေချင်တာလားစသဖြင့်သူ့ကိုကြိုက်တယ်လို့မျိုးဒီထဲမှာစာနဲ့စကားနဲ့ပြောလို့ရတယ်စာနဲ့ပြောလို့ရတယ်ဒါပေမဲ့ဘာမှမရေးလဲရရင်နော်ဘာမှမရေးလဲဒီထဲမှာအဆင်ပြေတယ်ပြီးလို့ရှိရင်ကိုကဗီဒီယိုကို3စက္ကန့်ဖန်တီးမှာလား5စက္ကန့်ဖန်တီးမလား10စက္ကန့်ဖန်တီးမလားစသဖြင့်သူ့ကိုဒီမှာရေးလို့ရတယ်ပြီးလို့ရှိရင်တပုတ်လားပေါ့နော်ဒါကတော့အပုတ်ထင်ပါတယ်ထားပါတော့နော်အဲ့လိုမျိုးလေး quality ကလည်းမြင့်တယ်ဗျအဲ့လိုမျိုးလုပ်ပြီးတော့ကျွန်တော်ကဒီမှာ3စက္ကန့်ပဲဖန်တီးမယ်ဆိုရင် credit က30ပဲကြာမယ်ဒါပေမဲ့5စက္ကန့်ဖန်တီးမယ်ဆိုရင်တော့ကျွန်တော်တို့50 credit ကြာမယ်နော်စသဖြင့်ပေါ့10စက္ကန့်ဆိုရင်လည်းကျွန်တော် credit 100ကုန်ကြမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်က5စက္ကန့်လောက်ပဲဖန်တီးလိုက်မယ်ဗျအဲ့တော့ဒီမှာဒါမျိုးလေးဒီဟာလေးကိုနှိပ်လိုက်တာ ਨੇ သူကစတင်ပြီးတော့ဒီဗီဒီယိုဖန်တီးမှာဖြစ်တယ်သူကတော့ခံမှန်းချိန်4မိနစ်လို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါအလုံးနေတဲ့အချိန်မှာတခြားအကြောင်းတွေလည်းပြောနေမှာပေါ့နော်ဒီ AI မှာကျွန်တော်တို့ကဒီအရေးအသွေးကောင်းတဲ့ဗီဒီယိုတွေဗျာထုတ်နိုင်တယ်ဆိုပေမဲ့သူကနော်900 credit လည်းပြီးတယ်ဆိုတော့များလည်းထုတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာရှိအောင်လဲကျွန်တော်တစ်ချက်ကြည့်အောင်ဒီနေရာမှာတစ်ချက်နှိပ်ဝင်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ free ပေးသုံးတာကဒီမဲ့ high quality လောက်ပေးတယ်ပေါ့နော်ဗီဒီယိုကိုလည်းကြိုက်တယ်လို့ဖန်တီးခွင့်ပေးထားတယ်900တစ်လကိုလည်း900 credit ပေးတယ်အဲ့တော့မိတ်ဆွေတို့ကတစ်လကို900 credit ရပြီးတော့နော်ဗီဒီယိုပေါင်းများစွာကိုဖန်တီးခွင့်ရနေတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့သူကဒီထုတ်လိုက်လို့ရှိရင်နော်ဒီဗီဒီယိုဖန်တီးလိုက်လို့ရှိရင်သူ့ရဲ့ခဏလေးပြန်နှိပ်လိုက်မယ်သူ့ရဲ့ဒီဗီဒီယိုဖန်တီးလိုက်လို့ရှိရင်သူ့ရဲ့ဒီ logo လေးကပါနေတယ်ဗျာဒီ website ရဲ့ logo လေးကပါတယ်ဒါထုံးစံပဲเนาะအဲ့တော့ကျွန်တော်တို့အဲ့ logo ကိုလည်းတကယ်တမ်းတော့ဖြတ်ပစ်လိုက်လို့ရတယ်เนาะဖြတ်ပစ်ပြီးတော့သုံးလို့ရတယ်ဒါပေမဲ့ဒါတွေကတော့ကျင်းဝဲရတော့မကောင်းဘူးပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့ဝယ်သုံးရင်ကြတော့လဲပါလဲဆိုတော့ဒီမှာသူ့ရဲ့ဈေးလေးတွေပြထားတယ်ဒါပေမဲ့တစ်လားဆိုရင်ဘယ်လောက်လဲပေါ့เนาะလစဉ်ကြီးနဲ့ဆိုရင်ဘယ်လိုဝယ်ရလဲနှစ်စဉ်ကြီးနဲ့ဆိုရင်ဘယ်လိုဝယ်ရလဲအဲ့တော့ကျွန်တော်တို့ကဒီမှာ$10လောက်ကျတယ်ပေါ့เนาะဒါသူ့ကိုဝယ်သုံးတယ်ဆိုရင်တော့ကျွန်တော်တို့ကတစ်လားကို900ပေးတဲ့ဟာအပြင်เนาะ1500ထပ်ပြီးတော့တဲ့သူက1500ပေးသေးတာကိုတွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်သူက unlimited video တွေထုတ်နိုင်မယ် unlimited ဆိုတာအရှည်ပေါ့နော်ဗီဒီယိုရဲ့အစိုက်အရှည်ဘယ်လောက်ထုတ်နိုင်ဥမာထားပါတော့10စက္ကန့်လားစက္ကန့်20လားစက္ကန့်30လားနော်အဲ့အမျိုးကိုပြောတာဒီမှာဗီဒီယိုအရှည်တွေထုတ်ခွင့်ရတာဒါတော်တော်ကောင်းနေပေါ့နော်ပြီးရင် watermark မပါတော့ဘူးနော်စောကျွန်တော်ပြောတဲ့ logo ဆိုတာဒါကိုပြောတာပါတကယ်တမ်းတော့ watermark ကိုပြောတာပေါ့နော်အဲ့တော့ပြီးတော့နောက်တစ်ချက်ကပါလဲဆိုတော့watermark ကြီးကပြောမှရှင်းပြောရရင်တော့ကိုယ့်အကိုဖယ်ခြင်းနဲ့ဖယ်ထုတ်ပြီးလို့ရပါတယ်တကယ်တမ်းအဲ့တော့ဒီမှာ comment ဒီမှာဒီအောက်ဆုံးစာကြောင်းကဘာလဲဆိုတော့သူကဒါဟုတ်ဆိုရင်ကျွန်တော်တို့ရဲ့ monetization video တွေပေါ့နော် YouTube တို့ Facebook တို့ TikTok တို့ကနေငွေရတဲ့ video တွေလည်းတင်ခွင့်ရှိတယ်လို့ပြောတာ
ကျွန်တော်တို့ကဒီမှာဒီအလကားနဲ့သုံးနေရင်တော့ကျွန်တော်တို့ကအဲ့ဒီဗီဒီယိုကို social media ပေါ်မှာတင်ခွင့်တော့ရှိတယ်ဗျာ Facebook တွေ YouTube တွေမှာတင်ခွင့်ရှိတယ်ဒါပေမဲ့ monetization tool ကိုကျွန်တော်တို့ကအန်လေးပဲပေးမထားမနဲ့ပိတ်ထားရမယ်ဆိုတဲ့သဘောမျိုးဖြစ်နေတာပေါ့နော်တင်လို့တော့ရတယ်ဗျာသိလားသူ့ရဲ့တင်ခွင့်တော့ရှိတယ်ဒါပေမဲ့အဲ့လိုမျိုး monetization အတွက်တကယ်တမ်းခွင့်ပြုတာကတော့ဗာလဲဝယ်သုံးမှသာသူကခွင့်ပြုတယ်လို့ပြောတာဖြစ်တယ်ဒါပေမဲ့ဒါကတော့မိတ်ဆွေတို့ရဲ့သဘောပေါ့နော်ကိုယ့်ဘက်ကို free plan နဲ့သုံးပြီးတော့တင်တာမတင်တာတွေကတော့ဒါကိုယ့်ရဲ့သဘောပဲဖြစ်တယ်ဒါသူတို့ရဲ့စီမင်းအရာတော့ဒီလိုရှိပါတယ်ဟုတ်ပြီးတော့နောက်ထပ်ကျွန်တော်တို့ဘာပြောချင်သေးလဲဆိုတော့ဘာပြောချင်သေးလဲဆိုတော့နောက်ထပ်ပြောတာကြီးမပြောခင်မှာဒီမှာဗီဒီယိုကဖန်တီးပြီးသွားပြီအဲ့တော့သူ့ရဲ့ဗီဒီယိုအည်သွေးလေးကိုကျွန်တော်ကြည့်ချင်တယ်ဆိုရင်သူ့ထဲကိုနှိပ်ဝင်လိုက်ပြီးတော့ဒါလေးကို play ပေးလိုက်လို့ရှိရင်ဒါကလုံးဝမိုက်တယ်နော်ဒီအကောင်ကြီးကိုဝိုင်းဝန်းပြီးတော့ပြင့်နေတာအဲ့တော့ကျွန်တော်တို့ထုတ်တဲ့ပုံစံကဒီလိုမျိုးဖြစ်သွားလို့နော်အဲ့တော့တခြားဒီထက်မိုက်တဲ့ပုံစံလေးတွေထုတ်ရင်လည်းဒီထက်မိုက်တာတွေရမယ်ပေါ့နော်အဲ့တော့ तू ကပြစ်တာတဲ့တခြားဘက်တွေပြင့်နေအဲ့တော့ကိုယ့်ရဲ့ပုံပေါ်မှာမူတည်တယ်ဗျာကိုယ့်ရဲ့ပုံကသူ့ကိုအတဲပြစ်တယ်ဆိုအတဲသွားမှာပဲပေါ့နော်အဲ့ဒါမျိုးလေးတွေကျွန်တော်တို့ဖန်တီးလို့ရပါတယ်အဲ့တော့ဒီဗီဒီယိုကိုလည်း download လုပ်လို့ရတယ်ကျွန်တော်စောစောကပြောတဲ့ဒီမှာ watermark ကလေးကဒီမှာပါနေတာဖြစ်ပါတယ်ဗျာနော်အဲ့တော့ဟုတ်ပြီဒါကတော့ဗီဒီယိုဖန်တီးပြီးသွားပြီဒီဗီဒီယိုနဲ့ပတ်သက်တဲ့အတန်တွေထည့်ခြင်းတယ်ဥပမာတနတ်နဲ့ပြင်နေတဲ့အတန်ထည့်ခြင်းတယ်ဒါမှမဟုတ်ကိုကတရိတ်ဆန်တွေဖန်တီးတာဖြစ်တဲ့အတွက်စင်တန်မြင်းတန်ကြားတန်တွေလိုချင်တယ်အဲ့လိုမျိုးဆိုကျွန်တော်တို့ဘယ်လိုယူရမလဲဒါလည်းလွယ်လေးပါနော်တချို့ကတော့ထင်လိမ့်မယ်အင်တာနက်ပဲဗျာကြိုက်တဲ့ဟာကိုကြိုက်သလိုရှာပြီးတော့ယူလို့ရတယ်လို့ထင်ကြလိမ့်မယ်ဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးကျွန်တော်တို့ကကျင်းဝဲရတော့သူများပေးသုံးတဲ့ဟာကိုပဲကျွန်တော်တို့ကယူသုံးတင်တယ်နော်အဲ့တော့သူများပေးသုံးတာဘယ်မှာရှိလဲပေါ့နော်သူများကကိုယ်မင်းသုံးရင်သုံးကွာဆိုပြီးတော့ပေးတာတွေရှိတယ်နော်အဲ့လိုမျိုးဟာတွေကိုကရှာသုံးတတ်ဖို့လိုပါတယ်ဘယ်လိုသုံးရမလဲဆိုတော့ဒီမှာကြည့်ပါဒီထဲမှာကျွန်တော်တို့နော်ပစ္စာဘေးတာပါလားပေါ့ဗျာနော်သူ့နာမည်လေးကိုကျွန်တော်တို့ရိုက်ရှာလိုက်ပါအဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့အသုံးပြုခွင့်ရတဲ့ဟာတွေကျွန်တော်တို့ဒီထဲမှာရှိနေပါတယ်နော်အဲ့တော့ကျွန်တော်ကဒီနေရာမှာအတန်တွေကြားတန်မြင်းတန်တနက်တန်တွေလိုချင်ရင်ကျွန်တော်ဒီမှာ sound effects တွေကိုသွားပြီးတော့ရှာလို့ရတယ်အဲ့ဒါဆိုကျွန်တော်တို့ကဒါပိုင်းရှင်တွေကိုယ်တိုင်ကခွင့်ပြုထားတာကိုကျွန်တော်တို့ကသုံးမှာဖြစ်တယ်ဥပမာထားပါတော့ဗျာဒီမှာဒီကတော့ lion တန်နော်ခြင်သေးတန်ကျွန်တော်တို့ရှာမယ်ပေါ့နော် lion လို့ရပြီးရှာလိုက်လို့ရှိရင်ဒီမှာခြင်သေးနဲ့ပတ်သက်တဲ့အတန်တွေကိုကျွန်တော်တို့ဖွင့်ကြည့်လိုက်မယ်အဲ့မှာခြင်သေးဟိန်းဟောက်တဲ့အတန်တွေပေါ့နော်ခြင်အတန်လဲနည်းနည်းချက်ပြီးတော့နားထောင်ကြည့်မယ်ဒါမျိုးပေါ့နော်ခြင်သေးနဲ့ပတ်သက်ဟုတ်ပြီအဲ့တော့ကိုရီးယားအဲ့ဒီအတန်တွေကိုကြိုက်ပြီဆိုရင်အောက်ထိဆွဲပြီးတော့နော်ကိုကြိုက်တဲ့အတန်တွေကိုလိုက်ရှာလို့ရတယ်ရှာပြီးတော့ကြိုက်ပြီဆိုရင်ကျွန်တော်တို့အဲ့ဒီဟာကိုကျွန်တော်တို့ download လုပ်လို့ရတယ်နော် download လုပ်ပြီးတော့ကျွန်တော်တို့ဒီအတန်ကိုစောစောကဗီဒီယိုတွေနဲ့ပေါင်းသုံးမယ်တနတ်တန်တွေပါတွေရှာမယ်ဘုံတန်တွေအဲ့လိုမျိုးရှာလို့ရပါတယ်ရှာပြီးတော့ဟုတ်ပြီဒီဗီဒီယိုဒီအတန်ဒီကျွန်တော်တို့တကယ်တမ်းသုံးခွင့်ပေးမပေးဆိုတာကိုဒီမှာသူ့ကိုနှိပ်ဝင်လာပြီးတော့ content license ထဲမှာတွားကြည့်လို့ရတယ်အဲ့တော့ तू ကကျွန်တော်တို့ကိုပေးသုံးတယ်မပေးသုံးဆိုတာဒီမှာပြောထားတယ်ဗျာဒီဟာကိုကျွန်တော်တို့ကိုအလကားပေးသုံးပါတယ်တဲ့နော်ပြီးလို့ရှိရင်ဒီပိုင်ရှင်ကိုနော် credit လည်းပေးစရာမလိုဘူးပေါ့နော်ဒီမှာလိုမလိုရမယ်without လို့ရေးထားတဲ့အတွက်မလိုဘူးပေါ့ဗျာမလိုဘူးဒါပေမဲ့ပေးခြင်း credit ပေးခြင်းလည်းကောင်းတယ်ပေါ့နော်ကျေးဇူးတင်တယ် credit ပေးရင်လည်းကျေးဇူးတင်တယ်မပေးလို့လည်းရတယ်စသဖြင့်နေ तू ကပြောထားတယ်အဲ့တော့ဒါကသုံးခွင့်ပေးတဲ့အကြောင်းကိုပြောတာသုံးခွင့်မပေးတာကဘာတွေလဲရောင်းခွင့်မပေးဘူးเนาะဥပမာစီးပွားဖြစ်ဆိုတာကိုကာကြော်ညာတယ်ဗျာဒါမျိုးတွေကိုသူ့ဟာကိုယူသုံးတယ်အဲ့ဒါမျိုးတွေဆိုရင် तू ကမပေးဘူးစသဖြင့်သူ့ရဲ့စီကံလေးတွေတွေ့ရလိမ့်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဗီဒီယိုတစ်ပုတ်အတွက်ဗီဒီယိုလည်းရပြီအတန်တွေလည်းရပြီကိုယ့်အတန်နောက်ခံထည့်ခြင်းလည်းထည့်လို့ရပြီเนาะကိုယ့်အတန်နောက်ခံထည့်ခြင်းလည်းဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်ရှေ့ရဗီဒီယိုတွေမှာတော့ပြောဦးတယ်မသိရင်လည်းကျွန်တော်လာမေးလို့ရပါတယ်ဟုတ်ပါပြီဒါဒီလိုမျိုးလေးတွေဗီဒီယိုတွေဖန်တီးပြီးတော့ YouTube တွေ Facebook တွေမှာငွေရှာနိုင်တဲ့ဗီဒီယိုတွေဖန်တီးနိုင်ကြပါစေဟုတ်ပါပြီဒီလောက်ပါပဲခင်ဗျာ